ဒါလေးဆိုရင်မြန်မာစကတ်အတန်းမှာတင်တဲ့ကိုတိုင်းနီးပေါ့နော်ကိုတိုင်းနီးမှာဆိုရင်စကတ်အတန်းမှာဆိုရင်ခါရယ်နောက်ပြီးတော့တင်ရယ်နောက်ပြီးတော့တခြားလိုအပ်တဲ့အတိုင်းလေးတွေတိုင်းရတယ်အဲ့အတိုင်းလေးတွေတိုင်းပြီးတော့မှဒီအတိုင်းတွေမှန်နေဆိုတော့မှစကတ်ပတ်တန်နော်ထမိန်တွေကိုတွားပြီးတော့တောက်ထဲထည့်ပြီးတော့မှဆွဲရတယ်ဆိုတော့ဒီမှာဆိုရင်တင်ကိုတိုင်းပြထားတယ်ခါကိုတိုင်းပြထားတယ်တိုင်းတဲ့အချိန်မှာလည်းဒီအတိုင်းတွေအတိုင်းပဲဆွဲရမလားဒါမှမဟုတ်ဘလို့ချုပ်စာမျိုးနဲ့နောက်ပြီးတော့ပွားပြီးတော့တိုင်းရမလားကျင်းပြီးတော့တိုင်းရမလားကွက်တိပဲတိုင်းရမလားအဲ့ဒါလေးတစ်ခါလေးပြောသွားတယ်မြန်မာစကား online class မှာဆိုရင်လည်းကိုတိုင်းကနေစပြီးတော့မှဆက်ချုပ်အခြေခံချုပ်နည်းတွေလိုအပ်တဲ့ချုပ်နည်းလေးတွေတောက်ထိုးတာကအစအဆုံးပေါ့နော်အခြေခံလေးကနေစပြီးတော့သင်ပြီးသွားတယ်ဒီမှာဆိုရင်လည်းအရှိကိုတိုင်းတဲ့အချိန်မှာရှော့ပြီးတော့တိုင်းရမလားဘယ်လိုတိုင်းရမလဲတေချာလေးပြောပြီးသွားတယ်အခုပြထားတဲ့ဒီကိုတိုင်းနီးဗီဒီယိုကတော့မြန်မာစကတ်ဒီ online class ကသင်ယူလေးပေါ့နော်သင်တန်းတက်ချင်နေဆိုရင်တော့ chat box မှာလာပြီးတော့စုံစမ်းမေးမြန်းလို့ရပါတယ်ဒါလေးကတော့မြန်မာစကတ် online class ကသင်ယူတွေပေါ့နော်အဲ့သင်ယူမှာဘာတွေသင်လဲဆိုတော့ပတ်လည်တောက်ထမိန်နမွာတောက်ထဲတဲ့ထမိန်ပြီးတော့ပတ်ထမိန်ပြန်စကတ်လို့လည်းခေါ်တယ်ဂျိတ်ထမိန်သင်တယ်ဂျိတ်စကတ်လို့လည်းခေါ်တယ်နောက်ပြီးတော့3လွှာစကတ်သင်တယ်4လွှာစကတ်သင်တယ်ဒီမှာပြထားတဲ့သင်ရိုးတွေက6ခုလောက်ပဲရှိရဆိုပေမဲ့ဒီ6ခုထဲကမှတစ်ခုချင်းစီမှာဆိုရင်သင်ရတဲ့သင်ခန်းစာတွေကအများကြီးပဲပေါ့နော်ဥပမာဒီသင်ရိုးရဲ့အစမှာဆိုရင်ကိုတိုင်းနီးကိုသင်ပေးထားတယ်ကိုတိုင်းနီးဆိုလဲတက်ဗီဒီယိုတစ်ခုပေါ့နော်သင်ပေးထားတယ်နောက်တော့မှဒီ1 2 3 4 5 6ပေါ့နော်လိုအပ်တဲ့အထည်အရေအတွက်လိုက်နံပါတ်တက်ပြီးတော့မှသင်ပေးထားတယ်ဆိုတော့ဒီအထည်အရေအတွက်တွေမှာလဲသူ့ကိုတပုံချင်းစီပေါ့နော်တစ်ထည်ချင်းစီမှာလဲသူ့နီးနဲ့သူမျိုးစုံသင်ပေးထားတယ်